အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေဒါမရပ်တန့်ဘူးဆိုရင်အရှိအလဲပိုင်းကနေကဘာကိုတင်ပို့နေတဲ့ရင်းနှံတွေကိုတလီတာတောင်ထက်ခွင့်ဖိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါဟာကဘာစွာရင်ဈေးကွက်ကိုအကြီးအကျယ်ချင်းချောက်လိုက်တာလည်းထက်ပါတယ်။ဒီစကားအပေါ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းချက်ချင်းဆိုသလိုတုံ့ပြန်နေပါတယ်။တကယ်လို့ဒါအီရန်ဘက်ကရေနံတင်ပို့မှုလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ကြိုးစားမယ်ဆိုရင်အရင်ကထက်အစောပေါင်းများစွာပိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့သတိပေးလိုက်တာပါ။အမေရိကန်ကာကွယ်ရေးဝန်ကြီးပစ်ဟက်ဆီကလည်းအီရန်အပေါ်အပြင်းထန်ဆုံးစစ်စင်ရေးတွေလုပ်ဖို့အတွက်တိုက်လေယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေကိုအသင့်ပြင်ထားပြီးသမ္မတစီမှာရွေးချယ်စရာနည်းလမ်းပေါင်းစုံရှိနေတယ်လို့အတည်ပြုထားပါတယ်။လက်ရှိမှာတော့အီရန်ဘက်ကဒုံးကျည်တွေနဲ့ဒရုန်းတွေအသုံးပြုပြီးအီရန်နဲ့ဘာရိန်းနိုင်ငံတွေထဲကပြစ်မှတ်တွေကိုတိုက်ခိုက်နေတာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။အီရန်နိုင်ငံအာဘီမြို့က UAE ကောင်းစစ်ဝန်ရုံးနားမှာမီးလောင်မှုတွေဖြစ်ပွားနေသလိုဘာရိန်းမြို့တော်မနာမာမှာလည်းအီရန်ဒုံးကျည်ထိမှန်မှုကြောင့်လူနေအဆောက်အုံတွေပျက်စီးပြီးလူသေဆုံးမှုတွေအထိရှိလာနေတာပါ။ဒီလိုတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာရုရှားသမ္မတဗလာဒီမာပူတင်ကတော့ဂျားဝေညီနိုင်ပေးဖို့ကမ်းလှမ်းချက်တွေရှိနေပါတယ်။ဒါပေမဲ့လည်းအမေရိကန်နဲ့အီရန်ကြားကစစ်ရှင်ကတော့လော့ကျသွားမဲ့ပုံမပေါ်သေးပဲလာမဲ့၃ဘက်ကနေ၈ဘက်အတွင်းမှာဒီထက်ပေါ်ပြီးပြင်းထန်တဲ့စစ်ပွဲတွေဖြစ်လာနိုင်မလားဆိုတာတကမ္ဘာလုံးကစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေရပါတယ်။